Singapore မှာရှိနေမြန်မာမိန်းကလေးတီးဖို့ပေါ့နော်မြန်မာမိန်းကလေးဆိုအကုန်လုံးမဟုတ်ဘူးအကုန်လုံးမဟုတ်ကိုလိုလူမျိုးတွေလည်းအများကြီးရှိတယ်ကိုထက်သားတဲ့လူမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်။နောက်ကဘာဖြစ်လဲဆိုတော့ရန်နာလိုက်လွှင့်လိုက်တာရန်နာလိုက်လွှင့်လိုက်တာဆိုတော့မမတို့ကလည်းအဲ့လိုတန်းကနေတိုင်းဆိုကိုလိုက်လွှင့်တက်လာနေကြမှာကိုလိုက်လွှင့်လိုက်အောင်လွှင့်လိုက်တော့ရန်နာကအများနဲ့လိုက်လွှင့်တဲ့လူမဟုတ်ဘူးဆိုတော့ရန်နာတိတ်မလုပ်တတ်ဘူး။အဲ့နဲ့လိုက်လွှင့်လိုက်တော့ဘင်္ဂလားတယောက်ကနေပြီးတော့ရန်နာအဆက်နှိမ့်လိုက်ပြီသူကလာပြီးတော့သူကလာပြီးတော့ record လုပ်တာကိုအဆက်နှိမ့်လိုက်မြနှိမ့်လိုက်ပြီးတော့တက်လာသူကဘယ်ကလဲမေးတော့ကိုကမြန်မာလို့ပြောလိုက်တာမြန်မာထင်လို့မြန်မာလို့ပြောလိုက်တယ်သူကဘာမှမပြော follow me တဲ့ငါရဲ့နောက်ကို like ခဲ့ပေးတဲ့ငါ့ရဲ့နောက်ကို like ခဲ့ပေးဆိုတော့ကိုကလန့်တော့ဆိုတာဘာဖြစ်လို့တော့ဗောအဲ့နဲ့ဟိုသူကကိုကိုပြောတယ်မြန်မာမင်းကလေးရတယ်ရမ်းဈေးပေါ်တယ်ဗောနော်ဈေးပေါ်တယ်90လားအဲ့လိုမျိုးပတ်စံနည်းနည်းပေးုံနဲ့အဲ့လိုမျိုးအမြဲတမ်းခေါ်နေကြတဲ့ like တယ်တဲ့အဲ့နဲ့ပြောလိုက်တော့ရန်နာလည်းပြောလိုက်တယ်ငါတို့မြန်မာမင်းကလေးတွေကအဲ့လိုကြီးဈေးမပေါ်ဘူးနေမြင်တဲ့မြန်မာမင်းကလေးနဲ့မတူဘူးသူကပြောချင်တဲ့အဓိပ္ပာယ်မြန်မာမင်းကလေးတွေအကုန်လုံးဟာတဲ့အဲ့လိုမျိုးပတ်စံပေးပြီးခေါ်လိုက်အောင်နဲ့လိုက်တယ်ဗောနော်အများကြီးလိုက်ကြတယ်ဗောနော်အဲ့လိုမျိုးပြောရတယ်သူခေါ်နဲ့လိုက်အောင်ရန်နာအဲ့လိုဈေးမပေါ်ဘူးလို့ရန်နာလည်းဈေးမပေါ်မြန်မာမင်းကလေးတွေလည်းဈေးမပေါ်ဘူးဆိုပြီးရန်နာနဲ့ရန်ဖြစ်နေရန်နာရဲ့လိုက်မှာ2ယောက်3ယောက်ပဲရှိတာ2ယောက်3ယောက်ပဲရှိတော့ရန်နာလည်းမပြောရန်နာအင်္ဂလိပ်စကားပြောနေတာကိုသူကလည်းသူဟာလည်းသူတိုင်နေပတ်ကိုကလည်းကိုဟာနဲ့ကိုကတော့ပြောနေတာသူကတော့သိရမလားသူက follow me နေရဲ့ WhatsApp နံပါတ်တွေပေးနေရ beautiful ဒီအခွက်ကြီးကိုပေါ့နော်နဲ့သိရမလားသူတို့ကစရရင်အကုန်လုံးစားတာလေဝလုံးကားမြင်တဲ့အဲ့လိုမျိုးဆိုတော့သိရမလားငါတို့မြန်မာမင်းကလေးတွေကအဲ့လိုဈေးမပေါ်ဘူးငါတို့မြန်မာမင်းကလေးတွေအဲ့လိုခေါ်လို့မရအောင်နင်တို့ဘင်္ဂလားဒေ့ရှ်အချင်းပဲသွားခေါ်ဆိုရန်နာအမြဲတမ်းပြောနေတာအသေးတွေပြောနေအောက်ကလူတွေတော့ဒေါသတွေထွက်နေတာရန်နာအဆဒေါသတွေထွက်နေအဲ့နဲ့သူတို့တက်လာမယ်တဲ့ငါကန်ချပေးမယ်ဆိုပြီးသူတို့တက်လာမယ်ဆိုပြီးလင်းငယ်ရောက်တော့တက်လာပြီးကန်ချတော့ရောမာတွေကိုပြောချင်တာပေါ့နော်မြန်မာအမားတွေကိုပြောချင်တာပါဒီဘင်္ဂလားဒေ့ရှ်နဲ့ကိုကြိုက်တဲ့လူကတော့ကြိုက်ကြပါလေဘယ်လိုကြီးလဲမသိဘူးကိုကတော့လေသူတို့လက်ကိုကန်ရမှာတော့မှလူချင်းချင်းတော့ဒါပေမဲ့သိလားနှာရမ်းဘူးလို့လေသူတို့လက်ကိုကန်ရမှာတော့မှလေစိတ်ထဲကဘယ်လိုကြီးလဲမသက်ရဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အမြဲအရင်တစ်ပတ်ကလည်းအဲ့တိုင်းပဲရန်နာဒီလိုပဲ Manchester City ပဲဝစ်တာရန်နာ9ပဲရှိနေပြီဒီလိုမျိုးလေးပဲဂျင်မောင်းမီနဲ့ဒီလိုမျိုးပဲဝစ်တော့ရတယ်ဟာကိုအဲ့တော့နေလိုက်လာပြီနင်ကမြန်မာလားတဲ့မြန်မာဆိုရင်နဲ့90ပြီးရင်တဲ့လိုက်ကြရဲတဲ့လိုက်မလားတဲ့အဲ့လို body လာပြောတယ်ဒီလားအဲ့နဲ့ကိုကွန်ဒိုကားကိုစီးတော့မှာဆိုကွန်ဒိုကလူတွေပြောလိုက်တယ်ဟောတခုလောက်ကူညီပါလို့သူအားလို့ဒီမှာဖုန်းနံပါတ်တွေတင်းလိုက်တောင်းနေလို့ရန်နာကိုကူညီပါအောင်ဆိုပြီးတော့ကွန်ဒိုကလူတွေအကုန်လုံးပြောလိုက်တော့သူလှည့်ပြန်တော့တိလားအဲ့လိုမျိုးစင်ကာပူမှာတော့ဆွဲလာရလာလို့မရပါဘူးဒါပေမဲ့ဖုန်းနံပါတ်တော့လိုက်တောင်းကြတယ်ဟောအဲ့လိုမျိုးမြန်မာတွေဆိုရင်အထင်ရမ်းသေးနေပါရဲ့နော်ဟိုအရန်တိတ်ခါရှိတဲ့မြန်မာမိန်းကလေးမှာအများကြီးပဲတိလားဟိုတိတ်ခါမရှိရလို့ငါခုံးမတစ်ကောင်ကြောင့်တလေလုံးအပုတ်မခံပါနဲ့နော်ငါခုံးမတစ်ကောင်ကြောင့်တလေလုံးပုတ်တယ်တိလားခဏကြုံရတယ်ခဏကြုံရတယ်ဘလို့ကောင်မရည်လည်းမသိဘူးတိလားတကယ်လုံနေတဲ့လူတွေကိုပြောပါတကယ်လုံနေတဲ့လူတွေပြောဘလို့ကောင်မရည်လည်းမသိဘူးသူများနိုင်ငံမှာလာပြီးတော့ပတ်စံရှာတာမလားပတ်စံပဲရှာပါလားလောရှာတယ်မှမဟုတ်တာဘာလို့လောတွေရှာနေကြတာတော့အဲ့လောက်ခံနေတယ်ဆိုလဲမြန်မာနိုင်ငံကျမှလည်းမြန်မာကောင်လေးနဲ့ခံလို့လည်းရတာပဲလေဒုက္ခပဲတိလားဈေးပေါ်လိုက်တာဟဲ့